ဖက်နဲ့စုပ်တာသုံးလို့ရသေးတယ်ကွာစိတ်တက်ရုပ်သွားရင်တော့ဘယ်နေရာမှသုံးလို့မရတော့ဘူးလူတယောက်အတွက်အရေးကြီးဆုံးကစိတ်ပဲကွာ ကိုကိုတဲကိုအပြင်လိုက်ပို့ပါလား အပြင်မှာခစ်ပြက်နေတာမြင်လားကြည်စံကကိုရဲ့လီးမဟုတ်ဘူးဝင်ပြီးရင်ပြန်မထွက်ဘူးအိမ်ထဲမှာပဲနေ ဒီနေ့တော့အာကုတိုပါပဲဒီလမ်းဘေးရှဲတဲ့ဖေလို့မနဲ့မှလာတိုးနေတယ်စပပြဲမှနင်းအားမချောင်းနဲ့တက်သိရှိရင်ချမလားလာခဲ့ပတ်ဝန်းကျင်ဆိုတာလီးလိုပဲမလိုတဲ့အခါတုံဝင်နေပြီးတော့မတာမတွေလူကြည့်တော့အောင်လာအန်ဆန်းရုပ်နဲ့သူ့ဘဲကိုခေါ်တော့ကိုတဲ့ကောင်မလောက်ပုံကမခန့်တာ ကျုပ်လိုသွားမကောင်းတဲ့သူကိုပဲကြီးလော်တုတ်ကျွေးတယ်ဗျာမိမတွေမကောင်းပါဘူးဟလား ကျုပ်ကမကောင်းဘူးလို့ပြောတာလားကျုပ်ရှိလို့ဒင်းသမင်းစားနေရတဲ့သူကများပဲကြီးလော်ပဲရှိတယ်အဲ့ဒါပဲ ပဲကြီးလော်သားတာသွားပါနာတဲ့မပြောကျင်ဘူးဒီမိမကို ဝက်ရိုးယူမလားအဖွာ ယူမယ်ငစဲ့သားအကျွေးထားခဲ့ ဘာချက်လဲအဖွာကြီးလေထဲသွားရတာမောလို့စလာပြီ ဝက်ရိုးချက်တယ် သင်ငါ့ကိုရွှဲ့နေတာလားမနေ့ကလည်းပဲကြီးလို့အခုလည်းဝက်ယူဘလို့တော့ အမလေးဝက်ရိုးတောင်အကျွေးဝယ်စားရတာပိုက်ဆံမရှိလို့ ကို့ဘာသာကစုံရွက်ကြော်စားမယ်တောက်အဖွာကြီးသူ့ဘာသာဝက်ယူကြိုက်ပါစေနော် ဝက်ရိုးမကြိုက်လဲအကျွေးဆက်ဖို့ကတော့တာဝန်နော် ဘလို့တော့ဟာလာစားကြပါအောင်ရှိတာနဲ့တော့စားရမှာပေါ့ ချက်သူများနဲ့ရောက်တော့မှာဆိုတော့နင်တို့ချောကလက်ပဲစားကြနော်တခြားချောကလက်ချောင်းကြီးတော့မစားမိစေနဲ့ဘိုက်ကြီးပူလာလိမ့်မယ်